နိုင်ငံခြားမှာတော့ပြန်ခဲ့ပေမဲ့လည်းစုမရလာတာကြောင့်အိမ်အပြန်ခီးမှာလာကြိုသူအနှဲငယ်ပဲရှိခဲ့တဲ့ခီဆာခင်အားလုံးပဲမင်္ဂလာပါဗာမစ်နောင်ကနေကြိုဆိုလိုက်ပါတယ် Miss World 2025 ပြိုင်ပွဲကြီးကိုတောင်းရောက်ရှင်ပြိုင်ခဲ့တဲ့အလှမဲ့ခီဆာခင်က Top 40ကိုဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေမဲ့လည်းပြည်သက်တွေကနားလည်ပေးကြပါတယ်ဒီလိုပြိုင်ပွဲကြီးကိုတောင်းရောက်ရှင်ပြိုင်တဲ့အခါစုရလာတဲ့သူတွေကမရှိသလောက်ကိုရှားပါတာကြောင့်အပြစ်မတင်ကြပါဘူးဒါပေမဲ့ခီဆာခင်ရဲ့အိမ်ပြန်ခီးမှာတော့ National Director နဲ့ Senior မမတွေကလာရောက်မကြိုခဲ့တာကိုတော့အားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်ခီဆာခင်ကလွန်ခဲ့တဲ့ရက်ကပဲအိန္ဒိယနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တာပါအကောင်းဆုံးစ조사လာပေမဲ့လည်းစုမရလာတာကိုတော့ခီဆာခင်ကတောင်းပန်စကားပြောခဲ့ပါတယ်သူ့ရဲ့ကျေးဇူးတင်တဲ့စည်ရင်ထက်မှလည်း National Director တွေကနေစတင်လို့ Designer Maker ဆရာတွေထိပါဝင်ခဲ့တာပါဒါပေမဲ့လေစိတ်ကိုလာကြိုတဲ့သူတွေထဲမှာတော့မိဘတွေနဲ့အမာခံပရိသတ်အနေငယ်လောက်သာရှိပြီးသူ့အလွင်နဲ့မမအသက်သေးမမမီမီတို့ရောက်မလာခဲ့ကြပါဘူးပြိုင်ပွဲမဝင်ခင်မှာတော့အပိစကားတွေပြောခဲ့ပေမဲ့ခုလိုစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာလာကြိုမဲ့စီနီယာတွေလည်းမရှိခဲ့ပါဘူးခြားသောပြိုင်ပွဲတွေမှာအလှမဲ့တွေပြန်လာပြီးဆိုရင်တော့စုရသည်ဖြစ်စေမရသည်ဖြစ်စေ National Director တွေကသွားကြိုကြပါတယ်စုရခဲ့ပေမဲ့လည်းစိတ်သက်ခွာတွေပေးကြပြီးအိမ်ပြန်ခီးမှာပျော်ရွှင်အောင်လုပ်ပေးကြတာပါခီဆာခင်ကအိန္ဒိယနိုင်ငံကိုတွားရောက်ရှင်ပြိုင်စင်မှာလည်းတယောက်တည်းသွားပြန်ရပြီးအပြန်မှာလည်းလာကြိုမဲ့သူမရှိတာကြောင့်အကြောင်းရင်းကိုမေးနေကြပါတယ်အိန္ဒိယကိုသွားပြိုင်စင်ကတော့ National Director တွေမလိုက်ရတာကြောင့်မလိုက်သွားခဲ့တာကိုနားလည်ပေးနိုင်ကြပေမဲ့လည်းအပြန်ခီးမှာတော့လာရောက်ကြိုးစေခြင်းနေကြတာပါဒါပေမဲ့ခီဆာခင်ကတော့ဘာမှမပြောဘဲအကောင်းဆုံးစ조사လာခဲ့တာကိုအားလုံးကအတိမတ်ပြုထားကြပါတယ်ခီဆာခင်ကစုမရတာကြောင့်လာမကြိုကြတာလားဒါမှမဟုတ်ငွေရှာပေးနိုင်မဲ့သူမဟုတ်တာကြောင့်လာမကြိုကြတာလားဆိုပြီးတော့မေးနေကြပါတယ်အခြားသောအလှမဲ့တွေပြန်လာရင်တော့ကြော်ညာလုပ်ငန်းရှင်တွေကလည်းတန်းစီနေပြီးစီနီယာတွေဂျူနီယာတွေကပါသွားကြိုပေးကြတာပါအချို့တွေကတော့ဆရာထူးနဲ့မီမီတဲတဲတို့၃ယောက်လုံးမအားတာကြောင့်လာမကြိုကြတာဖြစ်မှာပါလို့နားလည်ပေးကြပါတယ်ဒီဇိုင်နာတယောက်ကတော့ခီဆာခင်ပြန်လာမဲ့အချိန်ကိုကြိုတင်ပြီးမသိလို့သွားမကြိုတာပါလို့ဖြေရှင်းထားပါတယ်ခီဆာခင်ကအသက်18နှစ်အရွယ်သားရှိသေးပေမဲ့လည်းအတွေးခေါ်ကတော့ရင့်ကျက်သူပါသူမရလာခဲ့တာကိုလည်းဘသူကမှအပြစ်မတင်ပဲပေါ်ရောခဲ့တာတွေကသူ့ရဲ့ညံဖြစ်မှုကြောင့်ဆိုပြီးတော့ပြောခဲ့တဲ့သူပါဒါရင်မကသေးပဲ Miss World မှာလည်းမြန်မာနိုင်ငံကငလျင်ဘေးနဲ့အခြားအကြောင်းအရာတွေကိုတကမ္ဘာလုံးကသိအောင်ပြောပြပေးခဲ့တာပါအသက်18နှစ်အရွယ်နဲ့ထက်မြက်တဲ့သူတယောက်ဖြစ်တယ်လို့ပွဲဆအဆုံးကိုလည်းသူတယောက်ထဲပဲနန်းနိုင်နေလှုပ်သွားနိုင်ခဲ့ပါတယ်ဆိုမရပေမဲ့လည်းမငိုခဲ့ပဲနောက်တစ်ချိန်စ조사ဖို့အတွက်ပြင်ဆင်သွားအောင်မှာပါမရတဲ့အလှမဲ့တယောက်ကို organization ကတော့လာမကြိုကြတာကြောင့်ခီဆာခင်ရဲ့ခန်းစားချက်ကိုပြည်သက်တွေကစာနာပေးနိုင်ကြပါတယ်ခီဆာခင်ကအရင်ကလည်းနိုင်ငံခြားပွဲတွေကိုတွားရောက်ရှင်ပြိုင်ဘူးတဲ့သူပေါင်း Miss World မှာဝင်းနာဆုကိုရသွားတဲ့အလှမဲ့အိုပဲဆုချာကလည်းအသက်18နှစ်အရွယ်ကလေးကပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲ့သူတယောက်ဖြစ်ပြီးအချိန်ပေါင်းများစွာစ조사ပြီးမှဆုရလာခဲ့တာဖြစ်ပါတယ် Great 10ကျောင်းသူလေးဖြစ်တဲ့ခီဆာခင်ကတော့နောက်ထပ်စ조사ဖို့လည်းအခွင့်အရေးတွေအများကြီးရှိနေသေးတာပါအကောင်းဆုံးစ조사ခဲ့ပေမဲ့လည်းစုမရခဲ့တဲ့အိမ်ပြန်ခီးမှာလာကြုံမဲ့သူအနေငယ်ကိုသာကြုံခဲ့ရတဲ့ခီဆာခင်အတွက်အပိစကလေးတွေကိုခမမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ